ဒီတစ်ပတ်မှာတော့ Mnet Job Search Service မှာတဆင့်မြန်မာလုပ်သားများအတွက်အလုပ်ကိုင်ခွင့်လန်းများပိုမိုရရှိလာကြောင်းသတင်းကောင်းတစ်ရပ်ကိုတင်ဆက်ပေးလိုက်ပါတယ်။ ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအတွက်အလုပ်ကိုင်ရှာဖွေရေးပိုမိုလွယ်ကူစေတဲ့ Mnet Super App က Job Search ဝန်ဆောင်မှုမှာထိရောက်စွာကူညီပံ့ပိုးပေးရှိပါကြောင်းသိရပါတယ်။ ဝန်ဆောင်မှုမှတဆင့်အသုံးပြုသူများသည်မိမိတို့၏ကျွမ်းကျင်မှုနှင့်ကိုက်ညီသောအလုပ်ကိုင်များကိုချိန်နှင့်တပြေးညီရှာဖွေနိုင်သည့်အပြင်အလုပ်ရှင်များနှင့်လည်းတိုက်ရိုက်ချိတ်ဆက်၍အလုပ်လျှောက်ထားနိုင်ကြောင်းသိရပါသည် Mnet Super App သည် Job Search Service အပြင်အကူအညီတောင်းခံဝန်ဆောင်မှုများသတင်းချက်လက်ဝန်ဆောင်မှုများနှင့်အယောင်းဝယ်ပြုလုပ်နိုင်သောဝန်ဆောင်မှုများအပါအဝင်တခြားအသုံးဝင်သောဝန်ဆောင်မှုများကိုလည်းတနေရာတည်းတွင်ပံ့ပိုးပေးလျက်ရှိပါတယ် Mnet တာဝန်ရှိသူများကလည်းထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအတွက်အလုပ်ကိုင်ခွင့်လန်းပိုမိုရရှိစေရတဲ့နေ့စဉ်လူမှုဘဝအဆင့်တန်းမြင့်မားစေလာဖို့ Job Search Service ကိုတိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းပြောကြားခဲ့ပါတယ်။အလုပ်ကိုင်ခွင့်လန်းအသစ်များကိုရှာဖွေလူသူများအနေဖြင့် Mnet Super App မှာတစ်ဆင့်လွယ်တကူဝင်ရောက်အသုံးပြုနိုင်ကြောင်းသိရပါတယ်။နောက်ရက်ချိန်မှာလည်းထိုင်းရောက်မြန်မာလူမျိုးတွေအတွက်အကျိုးရှိစေမဲ့သတင်းချက်လက်များနဲ့ကူညီပံ့ပိုးပေးခဲ့တဲ့ဖြစ်ရပ်လေးတွေကိုဆက်လက်တင်ဆက်သွားမှာဖြစ်တဲ့အတွက်စောင့်မျှော်ကြည့်ရှုအားပေးကြပါအောင်ရှင်။ဒီတစ်ပတ်သတင်းစီစဉ်ဒီမှာရနာခွင့်ပြုပါရှင်။မင်္ဂလာရှိသောနေ့ရက်လေးကိုပိုင်ဆိုင်ကြပါစေရှင်။ Mnet, your social partner.